GBV မျိုးစားများနှင့် disability ရှိသူများအပေါ်တက်ရောက်မှုများမင်္ဂလာပါညီကိုမောင်နှမတို့ရေစာမအခြေပြုကြံဖက်မှု GBV ဟာလူတိုင်းပေါ်မှာဖြစ်နိုင်သလိုအထူးသဖြင့်မတန်ဆွမ်းသူများအပေါ်မှာပုံမပြင်းထန်စွာတက်ရောက်နိုင်ပါတယ်ပါဝါအာဏာအသုံးပြုပြီးမတန်ဆွမ်းသူများကိုရိုက်နှက်ခြင်းနာကျင်အောင်ပြုလုပ်ခြင်းများသည်ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများဖြစ်ပြီးမတန်ဆွမ်းအမျိုးသမီးများနှင့်မိန်းကလေးများအပေါ်သဘောတူညီမှုမရှိဘဲလိင်ပိုင်းဆိုင်ရာပြုမှုခြင်းမရင်းကျင်ခြင်းမရင်းကျင်ရန်ကြိုးပမ်းခြင်းလိင်ဆက်ဆံရန်ဖိအားပေးခြင်းတို့သည်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများဖြစ်လာနိုင်ပါတယ်ထို့အပြင်ကြောင်ရွံအောင်ချောင်းလန့်ခြင်းမဖွင့်မရပြောဆိုခြင်းလောင်ပြောင်ချိတ်ချောက်ခြင်းတို့သည်စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများဖြစ်ပြီးကိုယုံကြည်မှုလျော့နည်းစေပါတယ်အပြင်ပန်းတွင်မမြင်ရတော့လဲလက်တွေ့တွင်ဖြစ်ပွားနေသောစီးပွားရေးဆိုင်ရာအကြမ်းဖက်မှုများလည်းဖြစ်နိုင်ပါတယ်ဥပမာအားဖြင့်ငွေကြေးကိုထိန်းချုပ်ခြင်းအလုပ်လုပ်ခွင့်မပေးခြင်းလိုအပ်သောကုန်ကျစရိတ်များမပေးခြင်းတို့ကြောင့်မတန်ဆွမ်းသူများသည်အခြားသူများအပေါ်မိခိုနေရစေပါတယ်ယနေ့ခေတ်တွင်နည်းပညာဆိုင်ရာအကြမ်းဖက်မှုများလည်းတိုးပွားလာပြီးဖုန်းသို့မဟုတ်လူမှုကွန်ရက်များမှတဆင့်ချိန်ချောက်ခြင်းကိုယ်ရေးကိုယ်တာအချက်အလက်များကိုမလိုလားအပ်ပဲဖြန့်ဝေခြင်းနှင့်အွန်လိုင်းတွင်အနှောက်အယှက်ပေးခြင်းတို့ကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများထပ်မံဖြစ်ပေါ်စေနိုင်ပါတယ်ဒီလိုခြေအနေများကိုကြုံတွေ့လာရပါကကြောက်ရွံ့ပြီးငြိမ်ခံမနေပါနဲ့ကိုကူညီပေးနိုင်မဲ့ယုံကြည်ရသူများအကူအညီပေးသောအဖွဲ့အစည်းများနှင့်ဝန်ဆောင်မှုများကိုဆက်သွယ်ပြီးအကူအညီတောင်းပါမတန်ဆွမ်းသူတိုင်းမှာကိုယ်ပိုင်တန်ဖိုးရှိပြီးလူတိုင်းလိုပဲလုံခြုံပြီးတန်ဖိုးထားခံရသောဘဝကိုရရှိပိုင်ခွင့်ရှိပါတယ်အားလုံးပဲကိုတန်ဖိုးထားပြီးလုံခြုံသောအတိုင်းဝိုင်းတစ်ခုကိုအတူတကွဖန်တီးကြပါစို့